ကဲကျွန်တော်တူးရေပေါ့နော်တူးရေစလုပ်တော့မယ်ဆိုတော့တူးရေရဲ့ပေါက်ကပြန်လာအောင်ကျွန်တော်တူးရေကဒီမှာကောင်းနေတယ်ဆိုတော့ကဲဒီကောင်းကိုconnecting ဆက်ရအောင်ဆိုတော့ရွေးရှင်းပါတဲ့ပဲဆက်ရတော့ဒီကောင်အရင်လောက်ရင်ကျွန်တော်ဘက်ထရီကိုရင်တောင်းမယ်တွေးမှာဘက်ထရီကလုံးလုံးရတယ်။ဟောကျွန်တော် sport လေးတွဲလိုက်ရအောင်။ကျွန်တော်ခဏလည်းကျွန်တော်ဘိုးကြီးလည်းတိုင်းပြီးသွားပြီဆိုတော့ဘိုးကြီးတိုင်းခဲ့ပြီးတော့ဆိုတော့PMS connect ထောက်တိုင်းမယ် 7.89 ကျွန်တော်တရားနေစားနိုင် 3.9 7.79 11.89ကျွန်တော်ဒီမှာအကုန်ရောက်တော့ဒီ11.89ကဲကြိုက်တယ်ဒီကထွက်တဲ့ဟာနဲ့ဒီကတည်းကနဲ့ကြိုက်တယ်ဆိုရင်မှန်တယ်ဗျကဲတော့ဒီကောင်လေးပြီးသွားပြီအဲ့ဒီတော့အားပြလာဆိုမပြည့်ဘူးကျွန်တော်ချာချင်းပြလိုက်ချာချင်းကဒီမှာခါရေးဆိုင်ရဟောတွဲထားလိုက်မယ်နော်ကျန်တယ်ဒီတော့ပြီးရင်ကြောင်းလေးလေးဆက်စုတော့ကဒီနေ့ဒီလိုဆက်ကျွန်တော်ဒီဆက်မယ်ရတာအပေါ်မှာခု
ကိုကျွန်တော်ဆက်သေးဘူးကဘာလို့လဲလဲဒီကောင်ကိုပူးချင်ရမှာကျောက်ကဒီကောင်ကိုဒီကိုချောင်းရမယ်ဆိုတော့ချောင်းလိုက်ရအောင်no ဆိုင်နေတယ်ကောင်းလေတခီရဲ့ဟိုထည့်မှာဆိုတော့ကျွန်တော်ဒါလေးနဲ့ကျွမ်းတယ်ခိုင်းကျွမ်းရတယ်တောင်းကူပါဒီကောင်းရင်ဒီရယ်နော်အဲ့တုံးကိုလာချွေးမယ်ညာโอเคတို့ရအောင်
နော်ကျွန်တော်တော်တော်လေးပြီးသွားပြီပေါ့နော်အဲ့ဒါနေကျွန်တော်တစ်ချက်ပြန်ရှင်းအောင်လည်းမေးညာ input ပေါင်းဒီမှာအကြီးပေါင်းဝင်နေ input နောက်အနောက်ကဒီမှာအကြီးအသေးကိုဝင်နေအနောက်ကဒီမှာအနောက်ကျိုးကတည်းကသွားမယ်ဒီကောင်က indicator အနောက်ကိုသွားတယ်အပေါင်းကဒီ shift ကိုလာတယ် shift ကနေမှဒီဘက်ကိုပေါင်းပြန်လာတယ် output ကလည်းဒီမှာအနောက်ကအပေါင်းကဒီမှာတက်မယ်အနောက်ကဒီမှာတက်ရုံ okay အဲ့တော့ချိန်ရုံပေါ့နော်နောက်ဆုံးဆက်ရှိပြီးတော့ file နေဆိုရင်ကျွန်တော်ချိန်လိုက်မယ်ဗျာချိန်နေရောအချိန်မပြေဘူးเนาะအချိန်မပြေဘူးဆိုတော့မီးပေါ့ကျွန်တော်မီးရဲ့အနေထားမှာကျွန်တော်မီးအောင်ပြန်ပြီးတော့ဆော်ပေးမယ်ခဲဘူကမားနေရတော့လို့ဆိုရင်မမှန်ဘူးမားနေဆိုရင်တော့ဟောကဲပြီးသွားတော့ကျွန်တော်ဒါအားပြပြပြအဲကျွန်တော်ဒီတော့မီတာလေးကိုမီတာလေးကိုပြလိုက်မယ်မီတာလေးပြီးတော့20 volt အထက်ခဏထားလိုက်မယ်အဲ့ဒါဒီကောင်20 volt အထက်လည်းကြော်နိုင်နေဖြစ်တဲ့အတွက်25ဖြစ်နေတယ်ဒီကောင်က25ရရင်များနေရှော့အောင်မယ်ဒါတင်တာဖယ်ဘက်ကိုရေးမယ်မီတာလေးနဲ့ထောက်ပြီးတော့ကျွန်တော်ကထောက်လွယ်အောင်လို့ဒီနာလေးကိုခဲနဲ့ဆော်တည်ရတယ်ခရီးမချိတ်တည်ရဘူးရှော့ချမယ်နော်ရှော့ချမယ်တူးရဆို73ဘူးလောက်ထိထားပေးလိုက်မယ်ဟိုကျွန်တော်ဒီလောက်ပဲထားပေးလိုက်မယ်ရှင်းမြောက်သွားလိမ့်မယ်12.3ဆိုပေါ့နော်12.4ရှိရဆိုကျွန်တော်ဒီကောင်ကို12.80ထားပေးလိုက်မယ်73အတိထားလိုက်မယ်ဗျာရှော့ပြန်ထောက်တိုင်းမယ်အောက်ပေါ်ဒီချက်စစ်မယ်အလဲမှာပါဆိုင်မှာโอเคအဲ့တော့ခြားကြပါမယ်စိတ်ဖို့ကြံတော့အဲ့တော့ဒါလေးကိုရင်ခဲပူလာမှာဗျာကဲကောင်းပြီးသွားပါပြီအဲ့တော့ဒါလေးကပိတ်ဖွင့် Wi-Fi ဒီဘက်ကဘက်ထရီရှိနေသေးတာသွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီလိုမျိုးခြားခြားနဲ့တွဲမှာဒီကောင်ကအပြည့်မှာဖြစ်တယ်ကျွန်တော်တော့ခြားခြားရွေးရဒီလိုမျိုးဟာနဲ့မှတွင်းကိုတွင်းရမှာပေါ့နော်ဒီကောင်မှာကဒီမှာအင်ဒီကေတာလေးပြမှာဖြစ်တယ်ကျွန်တော်ဒီမှာမထည့်တော့ဘူးပေါ့နော်အဲ့တော့ဒီမှာတက်လိုက်မယ်တက်လိုက်တာနဲ့ဒါမြည်ပြတ်သွားရင်စိမ့်မယ်အပြည့်သွားရင်စိမ့်မယ်ကျွန်တော်ဒီဘက်ခြားခြားလေးမှာတက်လိုက်ရင်တော့ညာတော့နော်ညာတော့ဆိုဒီအားလေးပဲပြရတယ်
ဝင်နေပြီဆိုတော့ဒီလေးညီနေပါတယ်ပြီးရင်ဖြုတ်လိုက်ရင်သူကဒီလိုပဲပြန်စိတ်နေမှာပါကဲအားသွင်းနေပါပြီအဲ့တော့အကုန်လုံးရှင်းပြပါပြီအားပြီးမှတင်မယ်